ကျွန်တော်တို့ဆက်ပြီးတော့လှေကားဆွဲတဲ့အပိုင်းကိုသွားမယ်ပေါ့နော် repeat မှာကဒီလှေကားဆွဲရတာကအခက်ဆုံးဖြစ်တယ်ပြီးတော့ကိုရိုင်း family လုပ်ရင်လည်းဒီကောင်ကဒီပို့ပြီးတော့ခက်တယ်ပေါ့နော်အဲ့ဒီအတွက်ဒီ course ကတော့ဒီ basic level ဖြစ်တဲ့အတွက် basic level နဲ့ guide တဲ့ဟာကိုပဲကျွန်တော်ရွေးပြီးတော့ပြောရမယ်ပေါ့နော်အဲ့တော့ repeat ဒီထဲမှာကကျွန်တော်ကဒီ stair ကို architecture ရဲ့အောက်မှာ stair ဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ stair တွေကိုဝင်မယ်အဲ့တော့ဒီ stair ထဲမှာကျွန်တော်တို့ကဒီ3ခုရှိတယ် assemble stair ရယ် cast in place stair ရယ် precast stair ရယ်ဆိုပြီးတော့3ခုရှိတယ်ဒီ assemble stair ကကြတော့ကျွန်တော်တို့ဒီဘေးနားကဘေးဘောင်နဲ့ပေါ့နော်ဘေးဘောင်နဲ့ကိုကျွန်တော်အလဲကဒီချင်းနှင်းပြားတွေကိုချုပ်ထားတယ်ပေါ့နော်ဒီလိုမျိုး stair ဆိုလို့ရှိရင် assemble stair ထဲမှာပါတယ်ဒီကောင်ကိုဒီတသားလှေကားတွေ steel လှေကားတွေလောက်တဲ့နေရာမှာသုံးလို့ရတယ်ပေါ့နော်ပြီးတော့ဒီ cast in place ကကြတော့ကျွန်တော် RC stair ပေါ့နော်ဒီ cast in place ဒီ concrete နဲ့လောင်းထားတဲ့ stair ဆိုလို့ရှိရင်သုံးလို့ရတယ်ဒီအောက်က precast stair ကကြတော့ precast ပေါ့နော်တတ်ပေါ့အဲ့တော့ကျွန်တော်တို့ဒီလှေကား model ဆိုတဲ့ဘိုင်းကိုမသွားခင်မှာဒီ bay back ကဒီ edit လုပ်မဲ့ကောင်လေးကိုအရင်ဆုံးသွားမယ်ပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ဒီ right နဲ့ thread နဲ့ပေါ့နော် right ဆိုတာကြတော့ကျွန်တော်တို့လှေကားတက်တဲ့နေရာမှာတစ်ချစ်ချင်းစီတိုင်းရဲ့အမြင့်ပေါ့နော်ခြေထောက်ဘယ်လောက်မြောက်ပြီးတော့တက်ကလဲဆိုတဲ့ဟာကိုပြောတာပေါ့နော်အဲ့တော့ thread ကကြတော့ကျွန်တော်တို့လှေကားတက်တဲ့နေရာမှာဒီခြေထောက်ချတဲ့နေရာရဲ့အကျယ်ပေါ့နော်ခြေထောက်ချတဲ့နေရာရဲ့အကျယ်ကို thread လို့ခေါ်တယ်အမြင့်ကိုကြတော့ right ပေါ့နော်လို့ခေါ်တယ်အဲ့တော့ဒီနေရာမှာ edit type ထဲမှာကျွန်တော်တို့ကဒီလာပြီးတော့ edit လုပ်လို့ရတယ်အဲ့တော့ဒီထဲမှာအရင်ဆုံးကြည့်မယ်ပေါ့နော်ပထမဆုံးအနေနဲ့ designer stair height ကျွန်တော်တို့လေကားဆွဲမဲ့နေရာပေါ့နော်ဘယ် level နဲ့ဘယ် level ကိုconnect လုပ်မှာလဲပေါ့နော်အဲ့တော့ level 1နဲ့2နဲ့အမြင့်က10 ပေရှိရလို့ဒီကောင်ကပြောရပေါ့နော်ဒီ10 ပေရှိတဲ့အမြင့်ကိုကျွန်တော်တို့ကဒီလေကားနဲ့ဆက်မယ်ပေါ့နော်ဒီအောက်ကကောင်ကကြတော့ designer number of riser ကျွန်တော်ဒီ10 ပေရှိတဲ့ level နှစ်ခုကိုကျွန်တော်က riser ဘယ်နှခုနဲ့ connect လုပ်မလဲပေါ့နော်အဲ့ဒါကိုပြောတာပြီးတော့အကျွဲ number of riser ဒါကတော့ကျွန်တော်တို့လှေကားကိုဆွဲတဲ့အခါမှာ riser ဘယ်နှခုဆွဲပြီးပြီလဲဆိုတာကိုဒီကောင်ကပြတာအကျွဲ riser height ကကြတော့ကျွန်တော်တို့ဆွဲတဲ့ဒီလှေကားရဲ့ riser ရဲ့အမြင့်ပေါ့နော်ဒါကိုပြောတယ်အကျွဲ thread ဓာတ်ကကြတော့ကျွန်တော်တို့ဆွဲတဲ့လှေကားရဲ့ဒီ thread အကျယ်ပေါ့နော်အဲ့ဒါကိုပြောတယ်ဒီကောင်တွေကို edit လုပ်ဖို့အတွက်တည်တဲ့ rule of thumb လေးတွေဒီကုတ်ကပြောထားတဲ့ဒီဟာလေးတွေရှိတယ်ပေါ့နော်အဲ့တော့ rule of thumb အရာကျွန်တော် riser ရဲ့နှစ်ဆရဲ့ thread ရဲ့ပေါင်းလို့ရှိရင်25လက်မလောက်ရတဲ့နေပေါ့နော်ဒါမှမဟုတ် 0.5 လက်မအတိုးလျှော့ယူပြီးတော့လုပ်လို့ရတယ်အဲ့တော့24.5ရဲ့25.5ရဲ့ပေါ့နော်အဲ့နှစ်ခုကြားမှာရှိတဲ့နေအဲ့တော့ riser ရဲ့နှစ်ဆရဲ့ thread ရဲ့ပေါင်းလို့ရှိရင်အဲ့လောက်ရတဲ့နေပေါ့နော်ဥပမာကျွန်တော်က riser က9လက်မဆိုလို့ရှိရင်9လက်မရဲ့နှစ်ဆ14လက်မပေါ့နော်အဲ့ဒါကိုကျွန်တော်က thread ရဲ့အကျယ်10လက်မနဲ့ပေါင်းလို့ရှိရင်24လက်မပေါ့နော်ဒီလိုမျိုးလောက်ရတဲ့နေပေါ့အဲ့တော့ပြီးတော့ခုတ်ကပြောထားတဲ့ဒီ maximum riser နဲ့ဒီ thread minimum thread ပေါ့နော်အဲ့တော့ minimum riser အနေနဲ့ကတော့ကျွန်တော်က10လက်မလောက်ထားတဲ့နေဘာလို့လဲဆိုလို့ရှိရင်တော့ဒီ10လက်မကျော်သွားလို့ရှိရင်ဒီလှေကားတက်ကြတာကအရန်ဒီ stat တွေကအရန်ဒီမြင့်သွားတယ်ပေါ့နော်တက်လို့မကောင်းတော့ဘူးပေါ့ပြီးတော့ဒီ track ရဲ့ minimum width ကကြတော့10လက်မလောက်ထားတဲ့နေဒီလူတယောက်ကဒီခြေဘွားကဒီ6လက်မလောက်ရှိတာဖြစ်တဲ့အတွက်ဒီ10လက်မလောက်ထားမှကျွန်တော်တို့ကလှေကားတက်လို့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်အဲ့အတွက်ကျွန်တော်က rise ကို10လက်မအများဆုံးထားမယ်ဒီ track ကိုကြတော့အနည်းဆုံး10လက်မထားပြီးတော့ကျွန်တော် design လုပ်မယ်ပေါ့နော်ကျွန်တော်တို့စပြီးတော့ဒီ example stair ကိုတုံးပြီးတော့ဆွဲမယ်ပေါ့နော်အဲ့တော့ example stair ကိုဆွဲဖို့အတွက်ကျွန်တော်တို့ edit type ထဲကိုအရင်ဆုံးဝင်ပြီးတော့ edit လုပ်မယ် duplicate နဲ့ကျွန်တော်တို့ stair 1လို့နာမည်ပေးလိုက်မယ်အဲ့တော့ဒီ maximum riser height ကိုကျွန်တော်တို့ကခုနကတော့10လက်မပေါ့နော်10လက်မအဆင်ပြေတယ် minimum thread ဓာတ်ကိုကြတော့ကျွန်တော်တို့10လက်မလို့ထားလိုက်မယ်ဒါတွေကတော့နောက်မှ edit လုပ်မယ်ပေါ့နော်အဲ့တော့ apply နှိပ်မယ် okay နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့က designer number riser ကိုလာပြီးတော့ edit လုပ်မယ်သူကကျွန်တော်တို့ဟိုဆွဲလို့ရှိရင်ဒီရမယ့် riser ရဲ့ height နဲ့ track ဓာတ်ကိုဒီမှာပြောထားရပေါ့နော်10လက်မရေ10လက်မရေ
အဲ့ဒါကိုကျွန်တော်တို့ခုနကတော့ကျွန်တော်ပြောတဲ့ rule of thumb နဲ့တွက်ကြည့်လို့ရှိရင်ဒီ riser ရဲ့နှစ်ဆဆိုတော့ဒီ16လက်မပေါ့နော်16လက်မရေ10လက်မရေပေါင်းလို့ရှိရင်26ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ဒီကောင်ကိုတစ်ထစ်လောက်တိုးကြည့်အောင် design number riser ကိုကျွန်တော်တို့က15နေပြီးတော့16လောက်တိုးကြည့်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီကောင်က9လက်မခွဲဖြစ်သွားပြီပေါ့နော်အဲ့တော့ပြန်တွက်ကြည့်မယ်ဆိုလို့ရှိရင်9လက်မခွဲရဲ့နှစ်ဆဆိုတော့15လက်မ15လက်မရဲ့10လက်မရဲ့ဆိုတော့ကျွန်တော်တို့က25လက်မပေါ့နော်အဲ့အတွက်ဒီအကောင်းဆုံးဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီ16 riser နဲ့ကျွန်တော်တို့စပြီးတော့ဆွဲမယ်ပေါ့နော်ဆွဲတဲ့နေရာမှာကျွန်တော်တို့ကဒီနားမှာဒီ run ရယ် landing ရယ်ဒီ sport ရယ်ဆိုပြီးတော့3ခုရှိတယ်ပေါ့နော်အဲ့ထဲမှာကျွန်တော်တို့ကဒီ run ကိုပဲသုံးပြီးတော့ဆွဲလို့ရှိတယ်ဒီ run ထဲမှာကျွန်တော်တို့ကဒီဘက်ဘေးနားမှာ option တွေအများကြီးရှိတယ်ပေါ့နော်လေကားအမျိုးစုံရှိတယ်ဒီ spiral လေကားတွေလိုမျိုးချိုးထားတဲ့လေကားတွေပေါ့နော်တော့အသုံးအများဆုံးကကြတော့ဒီ straight လေကားပေါ့နော်ဒီ straight လေကားနဲ့ဘယ်လိုမျိုးဆွဲလို့ရလဲဆိုတာကိုအရင်ဆုံးပြမယ်အဲ့တော့ကျွန်တော်ကဒီမှာဆိုလို့ရှိရင် option bar မှာသူက center တွေဒီ offset တွေအကျူရ run mode တွေဆိုပြီးတော့ရှိတယ်ပေါ့နော်အဲ့တော့ဒီ location line ကကြတော့ကျွန်တော်ဆွဲတဲ့နေရာက stair ကဘယ်နေရာလဲဆိုတာကိုပြောတာအဲ့တော့ center ကိုရွေးထားရဲဆိုလို့ရှိရင်ကျွန်တော်ဆွဲဟာကဒီလှေကားရဲ့ center တက်တဲ့မှာဆွဲနေရပေါ့နော်အဲ့တော့ဒီနေရာမှာကျွန်တော်က right လို့ယူလိုက်မယ် right လို့ယူလို့ရှိရင်ကျွန်တော်တို့လှေကားရဲ့ညာဘက်ချမ်းကိုကျွန်တော်ကယူပြီးတော့ဆွဲနေရပေါ့နော် left လို့ယူလို့ရှိရင် left ပေါ့နော်ဒီလိုမျိုးလေးကျွန်တော်ကလုပ်လို့ရတယ်ဒီ offset ကကြတော့ကျွန်တော်တို့ offset ပေါ့နော်ဒီအခြားနိုင်ငံနေပြီးတော့ block ခွာပြီးဆွဲချင်တာတော့ဘာလို့ဆိုလို့ရှိရင်ဒီကောင်ကို offset ယူပြီးတော့ဆွဲလို့ရတယ်အကျူရ ramp ကကြတော့ကျွန်တော်တို့လှေကားရဲ့အကျယ်ပေါ့နော်ဒီလူတစ်ယောက်ကဒီပခုံးကတပေခွဲလောက်ရှိတာဖြစ်တဲ့အတွက်အနည်းဆုံး3ပေလောက်ကတော့ယူပြီးတော့ဆွဲတင်နေပေါ့နော်တော့ကျွန်တော်တို့မှာ3ပေနဲ့ပဲဆွဲလိုက်မယ်ပြီးတော့ဒီ location line ကို center ယူပြီးတော့ဆွဲလိုက်မယ်တော့ဒီ straight ကိုမှသူကမျိုးစုံဆွဲလို့ရရပေါ့နော်ကျွန်တော်ကလှေကားကိုလိုမျိုးတစ်ထစ်သေးပဲကျွန်တော်ကဆွဲလို့လည်းရတယ်ဒီလိုမျိုးပေါ့နော်ဒီကောင်ကိုကျွန်တော်တို့ဒီ 3D view နဲ့ကြည့်အောင်ဒီလိုမျိုးပေါ့နော် 3D view နဲ့ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးဒီဇိုင်းနဲ့ဆွဲပါလဲရတယ်ဒါကတနည်းပေါ့နော်ပြန်ဖြတ်လိုက်မယ်နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီယူချိုးချိုးပြီးတော့ဆွဲလို့ရတယ်အဲ့တော့ကျွန်တော်တို့ဒီအောက်မှာ9 riser created 6 remaining ဆိုပြီးတော့စာရေးထားရပေါ့နော်အဲ့တော့ဒီကောင်ကကျွန်တော်တို့9 riser created ကကြတော့ကျွန်တော်တို့ riser ဘယ်နှခုဆွဲပြီးပြီလဲဆိုတာကိုပြောတာဒီ6 remaining ကကြတော့ကျွန်တော်တို့ဘယ်နှထစ်ဆွဲဖို့ကြံသေးလဲဆိုတာကိုပြောတာပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်စုံကိန်းဖြစ်အောင်16လို့ပြောင်းလိုက်မယ်အဲ့တော့16ကခုနကတော့ဒီယူချိုးချိုးဖို့အတွက်ဒီ16ပေါ့နော်အဲ့တော့ဒီကောင်ကိုကျွန်တော်ဒီမှာစလို့ဆွဲလိုက်မယ်စုံကိန်းဆိုတော့8ကပြီးလို့ရှိရင်ဒီဘက်ချမ်းကကြတော့8ပေါ့နော်အဲ့တော့ဒီနားမှာ8ခုထပ်ပြီးတော့ဆွဲလိုက်မယ်ဒီလိုမျိုးပေါ့နော် 3D view မှာကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးဆွဲလို့ရတယ်ဒါကနောက်တစ်နည်းပေါ့နော်နောက်တစ်နည်းရှိသေးတယ်ပြန်ဖြတ်လိုက်မယ်တော့ဒီ run ကိုပဲယူပြီးတော့ကျွန်တော်တို့ကဒီ3တစ်လောက်လုပ်လို့ရတယ်ဒီလိုမျိုးပေါ့နော်ဒီကောင်ကတော်တော်လေးအသုံးဝင်နေဒီ straight ကိုသုံးပြီးတော့ပဲကျွန်တော်တို့ကလေကားတွေကိုအမျိုးမျိုးဆွဲလို့ရတယ်ပေါ့နော်ဒီလိုလဲဆွဲလို့ရတယ်တော့ကျွန်တော်ဒီကောင်ကိုပြန်ပြီးတော့ဖြတ်လိုက်မယ်ကျွန်တော်ယူချိုးချိုးတော့ပဲပြန်ပြီးတော့ဆွဲလိုက်မယ်ပေါ့နော်တော့ဒီကောင်ကိုကျွန်တော်ပြချင်လို့ပြန်ဆွဲလိုက်တာတော့ဒီဘက်ဘေးနားမှာ flick ရယ် railing ရယ်ဆိုပြီးတော့နှစ်ခုရှိတယ်ပေါ့နော် flick ကကြတော့ကျွန်တော်တို့ဒီလှေကားကိုဒီဟိုဘက်ဒီဘက်ချိန်တာပေါ့နော်ဒီလိုမျိုးပေါ့ဘယ်ဘက်ကတက်မလားညာဘက်ကတက်မလားဆိုပြီးတော့ချိန်တာပေါ့နော်ဒီဘက်က railing ကကြတော့ကျွန်တော်တို့ရဲ့ဒီလက်ရန်ပေါ့နော်လက်ရန်ကဘာကိုသုံးချင်တာလဲဆိုတာကိုပြောတာဒီမှာ possession track ရယ် stranger ရယ်ဆိုပြီးတော့နှစ်ခုရှိတယ်ကျွန်တော်တို့ဒီ railing ပေါ့နော်ဒီလက်ရန်လှေကားကိုဒီ track အပြားပေါ်မှာတင်ပြီးတော့ထားခြင်းလား stranger ပေါ့နော်ဒီ bay bound ပေါ်မှာတင်ပြီးတော့ထားခြင်းလားဆိုပြီးတော့နှစ်ခုရွေးလို့ရတယ်တော့ဒီမှာကအပေါ်မှာဟာကြတော့ဒီ glass panel တွေဘာတွေဆိုပြီးတော့သူကဒီလက်ရန်အမျိုးမျိုးရှိရပေါ့နော်အထဲမှာကျွန်တော်ဒီကောင်ကိုရွေးလိုက်မယ် okay ပေါ့နော်ပြီးရင်ကျွန်တော်ဒီအမှန်ကြီးလေးနှိပ်ပြီးတော့ confirm လိုက်မယ်ဒီလိုပေါ့နော်ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ
လှတဲ့လေကားလေးတစ်ခုရတယ်ပေါ့နော်ဒါကတော့ဒီ stair ရဲ့ power 1ဖြစ်ပါတယ်နောက်ဗီဒီယိုကြရင်တော့ကျွန်တော်တို့ဆက်ပြီးတော့ဆွဲမယ်ပေါ့နော်